လူ10ယောက်ပင်အတော်ဆုံးလူတစ်ယောက်ဘုရားမြတ်စွာဘုရားတော်မူခဲ့တဲ့ဒေသနာတော်တွေထဲမှာကာမဘောဂီသုတ်တံဆိုတာရှိပါမလူတွေမဲ့လို့ချီးမွမ်းဖွယ်ရာဂုဏ်တွေနဲ့ပြည့်စုံလို့ရှိရင်အတော်ဆုံးလို့သတ်မှတ်ရတယ်။မြတ်စွာဘုရားက10ဦးရွေးချယ်ပြီးတော့အတော်ဆုံးတစ်ယောက်ကိုထုတ်ဖော်ဟောကြားတော်မူခဲ့တာဖြစ်တယ်။မြတ်စွာဘုရားဟောတဲ့သုတ်တံကိုဘုန်းကြီးတို့ကဘာသာပြန်ပြီးတော့ဟောကြားတာဖြစ်တယ်။အဲ့တော့ဒီသုတ်တံမှာလူဘဝရလာတဲ့တာမန်ပုဂ္ဂိုလ်တွေအနေထားတွေကအတော်ဆုံးဖြစ်အောင်တို့တွေဘယ်လိုကြိုးစားသင့်တယ်လဲဆိုဒီသုတ်တံမှာရှင်းလင်းဖော်ပြရသော်ဗျာဟောကြားထားတဲ့လူ10ယောက်တဲ့အတော်ဆုံးလူတစ်ယောက်တို့တွေဖြစ်အောင်လုပ်ကြရမယ်။တာမန်အဆင့်အနေနဲ့အတော်ဆုံးလူတစ်ယောက်တာမန်အဆင့်နဲ့မြင့်တဲ့လူတစ်ယောက်ဖြစ်ဖို့ကဆက်လက်ပြီးတော့ကြိုးစားဖို့လိုအပ်တယ်။လောကလူရည်လူဖြစ်လာလို့ရှိရင်လူတိုင်းမှာချီးမွမ်းဖွယ်ဂုဏ်တွေနဲ့ပြည့်စုံတာမဟုတ်ဘူး။ချီးမွမ်းဖွယ်ဂုဏ်ဆိုတာလူတိုင်းမှာမရှိဘူး။ဒါကြောင့်မို့ချီးမွမ်းဖွယ်ဂုဏ်အရေးချင်းတွေဟာလည်းသူ့ဟာသူပြည့်စုံလာတာမဟုတ်ဘူး။ကိုယ်တိုင်ကြိုးစားပြီးရယူမှအရေးချင်းဆိုတာဖြစ်လာ။ဒီလေလူဘဝရလာတာလူတိုင်းလူဘဝရလာတဲ့ထဲမှာပါလာတာကတော့မျက်စိနားနာလျှာကိုယ်စိတ်ဆိုတဲ့အင်္ဂါရက်တွေလူတိုင်းပါလာ။ဒါတော့မျက်စိကိုသုံးချပြီးတော့ပညာရတဲ့သူရှိတယ်လို့မျက်စိကိုသုံးချပြီးပညာမရတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်။နားကိုသုံးချပြီးတော့ပညာရတဲ့ပုဂ္ဂိုလ်တွေရှိတယ်လို့နားကိုသုံးချပြီးပညာမရတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်။လောကမှာနားနဲ့မျက်စိဆိုတာဓမ္မတန်ဖိုးရှိဘာလို့တန်ဖိုးရှိတာမျက်စိနဲ့ကြည့်ပြီးပြောစရာကိုသာကြည့်ရတာမဟုတ်မျက်စိနဲ့ပြောစရာကိုသာမြင်ရတာမဟုတ်ဘူးဘဝမှာအမှန်တန်ဖိုးရှိတဲ့အရာတွေကိုလည်းပဲမျက်စိနဲ့ကြည့်တာနားနဲ့နားထောင်လဲဆိုတာပြောစရာအာယုန်တွေနားထောင်ရတာမဟုတ်ဘူးတန်ဖိုးရှိတဲ့အရာတွေကိုနားထောင်ပြီးတော့အသိဉာဏ်တွေကိုစီးပူးအထောက်ကြဒါကြောင့်မို့ဇမားဖြစ်ရင်တောင်မှမျက်စိနဲ့နားဆိုတာသုံးချဖို့ထားရတယ်လူသားတွေမှာမျက်စိနဲ့နားတလွဲသွားအသုံးချတဲ့အခါအကောင်းဆိုတာအရေးချင်းဆိုတာရမလားပေါ့နော်။ဒါကြောင့်မို့လို့ကောင်းမြတ်တဲ့အရေးသွေးတွေရဖို့ရတဲ့မျက်စိနဲ့နားဟာအမှန်တမ်းအရေးကြီးတယ်။မျက်စိကနေပြီးတော့ပညာတွေရဖို့နားနဲ့နားထောင်ပြီးတော့ပညာတွေရဖို့ဘုရားမြတ်စွာလက်ထက်တော်ကပညာရတယ်ဆိုတဲ့မြတ်စွာဘုရားကဟောထားရှိတယ်အာရဝကဗီလူကြီးကမေးတယ်တန်ဖိုးရှိတဲ့ပညာဘယ်လိုလုပ်ပြီးတော့ရနိုင်တော့တန်ဖိုးရှိတဲ့ပညာဟာဘယ်လိုနည်းနဲ့ရနိုင်ပါသလဲမေးတဲ့မြတ်စွာဘုရားဖြေတဲ့စကားကကြည့်သုတ်တုတာနဗတေပြင်နားနဲ့နားထောင်ခြင်းနဲ့ဆန္ဒသင်ယူခြင်းနဲ့ဆန္ဒရှိလို့ရှိရင်ပညာရပါတယ်လို့ပြောဒါကြောင့်မို့လို့တရားနာခြင်းတဲ့ပုဂ္ဂိုလ်တွေတရားနာရင်တရားတွေကပညာတွေရအသိလိမ္မာဘောဓတွေရတယ်ကိုမကြားရတာတွေကြားရတယ်ကြားဘူးသားတွေပို့ပြီးတော့ရှင်းလင်းသွားတယ်တန်တရားတွေပျောက်ကင်းနိုင်တယ်တရားစွမ်းအားတွေတိုးတက်လာတယ်ဟောနာကတန်ဖိုးရှိတဲ့အရာတွေပေးနိုင်နာကိုအသုံးပြုပြီးတော့တန်ဖိုးရှိတဲ့အရာတွေကိုရယူဖို့လို့ဆိုတာဒါကိုဆိုလိုတာပေါ့နော်အဲ့ဒါကြောင့်မို့ရှင်းတော့ပညာသင်တယ်ဆိုတာနားနဲ့သင်တယ်အခုခေတ်တော့စာအုပ်စာတမ်းတွေဖတ်ပြီးတော့သင်တာဆိုတော့မျက်စိနဲ့သင်တယ်လို့လည်းပြောလို့ရတယ်ရှင်းကနားနဲ့သင်တာဖြစ်တော့ကြောင့်စကလုံးကိုတီထွင်တဲ့အခါဘဟုတ်တုတဆိုတဲ့စကလုံးကိုကြည့်တုတဆိုကြားနာမြန်မာနိုင်ငံမှာရေးကြတယ်လေတုတစာပေလို့ဘဟုတ်တုတဒီလူကဘဟုတ်တုတများတယ်လို့ဆိုအကြားနားကကြားပြီးတော့ရှင်းတော့ကသင်တယ်ဆိုတာနားနဲ့ပဲသင်တာများမြတ်စွာဘုရားတရားဟောတာနာယူကြတယ်မှတ်သားကြတယ်
ရှန္ဒနာကပြန်ပြီးတော့ပြောတဲ့အခါပဲကြည့်ဧဝမေတုတံလို့ရှန္ဒနာကပြောခဲ့တယ်မဟုတ်လားထိုတို့သုတ်တန်တွေကိုရှန္ဒနာကပြန်ပြီးတော့ပြောတဲ့အခါမှာငါဒီတိုင်းမြတ်စွာဘုရားစီကဈာနာမှတ်သားသင်ယူခဲ့တယ်ဆိုပြီးတော့ဧဝမေတုတံဒီတိုင်းပဲသင်ယူခဲ့ပါရှန္ဒနာဟာဘောဓုတရှိတဲ့နေရာမှာထူးချွန်တဲ့ပုဂ္ဂိုလ်တူဖြစ်တယ်မြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကဘောဓုတအရာမှာဣတရက်ဝယ်ရင်းနဲ့ချီးကျူးမြောက်စားရတယ်ပေါ့အဲ့ဒါလိုဘောဓုတရှိဖို့လို့ဆိုတဲ့နာဟာအမတမတ်တမိုးရှိတယ်ရှင်သာရိပုတ္တရာမထေရမြတ်လည်းကြည့်ရှင်အတ္တဇိထံသွားပြီးတော့သူသိကျင်တဲ့မေးခွန်းတွေမေးတဲ့အခါရှင်အတ္တဇိကပြောပြတဲ့စကားနားထောင်ပြီးတော့သောတာပန်ဖြစ်တယ်ဈာနာယမှာသောတာပန်ဆိုတာဖြစ်နေအဲ့ဒါကိုသူတစ်ပါးစီကဈာနာယမှုပရတောခောတလို့ခေါ်သူများစီကအတန်းလို့ဒီလိုထိုတရားတန်ကိုဈာနာချရမှာလူတွေဟာအသိဉာဏ်ကြီးရကြနိုင်ဒါကြောင့်အသိဉာဏ်ရဖို့ဆိုတာလူတိုင်းစီးပူးကြရမယ်ကိစ္စအဲ့တော့အခြေခံအပြင်လူတွေကိုမြေးစားခွဲလိုက်တဲ့အခါကျတော့10မျိုးအဲ့ဒီ10မျိုးတော့မို့ကမ္ဘာလောကမှာလူကြီးဒီကနေ့ခေတ်တန်ပေါင်း9000နီးပါးရှိတယ်ခွဲလိုက်လို့ရှိရင်ဒီ10မျိုးထဲမှာဝင်တာပဲဒါကြောင့်မို့လို့10ယောက်ထဲကအထူးချွန်ဆုံးလူတစ်ယောက်ဒါဖြစ်ဖို့အခုခေတ်ကတော့ top 10ဆိုပြီးတော့ထူးချွန်တဲ့လူ10ယောက်ရွေးတယ်မြတ်စွာဘုရားအဲ့ဒီ10ယောက်ထဲက1ယောက်ကိုထပ်ပြောနော်အထူးချွန်ဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်မြတ်စွာဘုရားကအနတ္တုတ်တံမှာဟောတာလူတိုင်းမှတ်သားစရာကောင်းလူဘဝရလာလို့ရှိရင်တမျိုးတည်းနဲ့မလုံးတော့ဘူးလူတွေမှာပကတိမျက်စိကြည့်လိုက်အောင်ဘယ်နှလုံးရှိနှလုံးရှိမျက်စိနှလုံးရှိတာမျက်စိတစ်လုံးနဲ့ဆိုလို့ရှိရင်လူတွေကဗာပြောတော့အင်္ဂါတစ်ခုချို့နေတယ်လို့ပြောနှလုံးစလုံးမမြင်တော့ဒါဒုက္ခိတမျက်မမြင်သူကဖြစ်သွားပကတိမျက်စိကလည်းနှလုံးရှိရတယ်ဉာဏ်မျက်စိလို့အရာရာကိုမြင်နိုင်စွမ်းတဲ့အသိဉာဏ်ကိုမျက်လုံးလို့ဥပမာတင်စားပြီးပြောတဲ့အခါမှာလည်းထိုဉာဏ်မျက်လုံးဟာ2မျိုးရှိရတယ်ဒါလူတိုင်း2မျိုးရှိဖို့လိုအပ်တယ်လို့ပြောအဲ့ဒီ2မျိုးကဘာလို့ဆိုဘဝယတ္တိရဲ့အတွက်စီးပွားရေးဆိုတာရှိလူတိုင်းစီးပွားဆိုတာရှာရတယ်ပစ္စည်းဥစ္စာရှာဝယ်စုထောင်းကြပစ္စည်းဥစ္စာမှမရှိရင်လူဘဝဆိုယတ္တိလို့မရဘာလို့ဆိုလူတွေအသက်ရှင်ကြရတာဘာနဲ့အသက်ရှင်တာတော့ဆိုပစ္စည်းလေးပါးနဲ့အသက်ရှင်ဘုန်းကြီးတွေအသက်ရှင်တာလည်းပစ္စည်းဒိဋ္ဌိကြ supporting condition ထောက်ကူကြည့်လေလူဘဝရလာရင်ဘာတွေရေးကြည့်တာတော့ဆိုကြည့်စားစရာရှိရဝတ်စရာရှိရနေစရာရှိရမကျမ်းမာလို့ရှိရင်ဆေးဝါးဒီ4မျိုးလို့ဒီလိုပြောတာလူတွေကြတော့ဟုတ်လားသမင်းတို့အဝတ်တို့အိမ်တို့ဆေးတို့ဒါပဲလေအခေါ်လေးပဲကွဲတယ်ဒီ4မျိုးဟာဘဝမှာအသက်ရှင်ဖို့အတွက်လူတိုင်းမှာရှိရမရှိရင်အသက်မရှင်ဘူးစားစရာတော့ရှိပါရဲ့ဝတ်စရာမရှိဘူးဆိုရင်ရာသီဥတုတန်ခံနိုင်မှာမဟုတ်ဘူးဒါကြောင့်မို့အသက်မရှင်နိုင်ဝတ်စရာလည်းရှိရစားစရာဝတ်စရာတော့ရှိတယ်နေစရာမရှိဘူးဆိုရင်လည်းဆင်းရဲဒုက္ခရတယ်ဒါမို့နေစရာလည်းရှိရဒါကြောင့်ပြောကြတယ်စားဝတ်နေရေးစဉ်းစားကြည့်ပေါ့စားစရာနဲ့ဝတ်စရာနေစရာမှမရှိဘူးဆိုရင်ဘယ်သူသက်ရှိ
သူကတက်ရှိနော်အဲ့ဒီတည်းပဲလူဆိုတာအများရန်ကျမ်းမာနေတာမဟုတ်ဘူးယမယခါဆန့်ကျင်မဲ့အကြောင်းတရားတွေကြောင့်ဒီမှာယောဂဆိုတာဖြစ်လာအဲ့ဒါလိုယောဂဖြစ်လာတဲ့အခါမှာလည်းစေဝါကုသနိုင်ဖို့ဆိုတဲ့ဆေးဆာစီစေဝါမရှိရင်လည်းအသက်မရှိနိုင်ဘူးဒါကြောင့်မို့လို့မကျမ်းမာရင်စေဝါဒီလေးမျိုးရှိမှပြည့်ပြည့်စုံလူဘဝတစ်ခုပြည့်ပြည့်စုံအဲ့ဒီလေးမျိုးအတွက်လူတွေကနေ့စဉ်နဲ့လုံးမညာမရသေးလို့ရှိရင်ရအောင်ရှာနိုင်တဲ့ပညာမျိုးရလာလို့ရှိရင်တိုးပွားလာအောင်လုပ်နိုင်တဲ့ပညာမျိုးဒီကနေ့ခေတ်မှာစီးပွားရေးပညာလို့ပြောစီးပွားရေးပညာဆိုတာရှာတာပါရှာတာတော့ဆိုဒီအတွက်ပဲရှာတာသို့တော့ဒီကနေ့ဘာတွေပို့လာရှာတာစားစရာဝတ်စရာနေစရာစေဝါဆိုတဲ့အပေါ်မှာမလုပ်တော့ပျော်စရာပါရှာဒါကတော့အပိုးပဲအသက်ရှင်လို့မဟုတ်အသက်ရှင်ဖို့အဓိကအရေးကြီးတာကစားစရာရယ်ဝတ်စရာရယ်နေစရာရယ်မကြမ်းပါရင်စေဝါဒီအပိုးရှာလာတဲ့အခါကျတော့ပို့လောက်ရတယ်ပေါ့ဟာတို့တော့အသက်ရှင်မှုနဲ့မဆိုင်ဘူးပျော်ရွှင်မှုနဲ့ဆိုင်လာဒီသဘောလေးတွေကိုဘုန်းကြီးတို့တွေမှတ်သားကြမြတ်စွာဘုရားကဟောထားတယ်လူဘဝရလာလို့ရှိရင်တဲ့မရသေးတဲ့စီးစိမ်ဥစ္စာကိုရပြီးတဲ့စီးစိမ်ဥစ္စာတွေကိုတိုးပွားအောင်လုပ်နိုင်တဲ့အသိဉာဏ်ဒီအသိဉာဏ်နှမျိုးရှိရဒီကနေ့ခေတ်က economy လို့ခေါ်ပေါ့နော်စီးပွားရေးပညာရဆိုပြီးတော့ပညာဘယ်လိုရောင်းဝယ်လုပ်တယ်ဘယ်လိုစိုက်ပျိုးရေးဆိုရင်ဘယ်လိုစိုက်ပျိုးရေးလုပ်တယ်ဒီဘဝမှာအမျိုးစုံပညာတွေသင်ပြီးတော့လောက်ကင်စားတော့ကြအချင်းချုပ်လိုက်တဲ့အခါကျတော့ဘဝရည်တည်ရေးအတွက်လုပ်နေကြတာအဲ့တော့အဲ့ဒီလိုစီးပွားရှာနိုင်တဲ့အသိပညာမှမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တရားမှာလူဘဝမှာအသုံးကျတဲ့ပုဂ္ဂိုလ်မရှိဘူးဘာမှအသုံးမဝင်နဲ့လူတကာခိုင်းတာပဲလုပ်ရတဲ့ပုဂ္ဂိုလ်မျိုးဖြစ်သွားဒါကြောင့်မို့လို့လူဘဝရလာလို့ရှိရင်စီးပွားရှာတတ်တဲ့ပညာရရှိရမယ်ဒါနဲ့တည်းလုံလောက်လားဆိုမလုံလောက်သေးဘူးနောက်ထပ်ရှိရမယ့်မျက်စိတစ်လုံးပညာရတစ်ခုကပါပတ်သက်တဲ့ပညာရလောကမှာလူတွေဟာစီးပွားဥစ္စာတိုးတက်ရင်မလုံလောက်ဘူးထိုစီးပွားဥစ္စာတိုးတက်မှုနဲ့အညီအမျှကိုချင်းတရားနဲ့တိုးတက်နေလို့ရတယ်အဲ့ဒီကိုချင်းတရားတိုးတက်ခံတယ်ပေါ့ဒါကြောင့်မို့ကိုချင်းတရားပိုင်းကလည်းတိုးတက်အောင်တော့ကိုချင်းတရားဘက်ကအမြင်တိုးတက်လာလို့ရှိရင်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာသိလာတယ်အပြစ်ရှိတာအပြစ်မရှိတာခွဲခြားသိလာတယ်ကုသိုလ်အကုသိုလ်ဆိုတာသိလာတယ်ဆိုတော့ကိုချင်းတရားမပြတ်ပြားအောင်ထိမ့်သိမ့်ဖြစ်လာတဲ့ပုဂ္ဂိုလ်ဟာရလာတဲ့စီးပွားဥစ္စာကိုလေခိုင်မာတောင့်တင်းအောင်လုပ်နိုင်တဲ့အရေးချင်းရှိတယ်ဆိုလိုတာကစီးပွားကိုချင်းတရားနဲ့ပြန်ထိန်းအဲ့ဒါကိုပြောတာတချို့နိုင်ငံတွေမှာပြောတယ်လေတိုးတက်မှုနှစ်ရရှိတယ်တိုးတက်မှုနှစ်ရကတစ်ခုကစီးပွားရေးတိုးတက်မှုစီးပွားဥစ္စာတိုးတက်မှုကတစ်ခုနောက်တစ်ခုကဘာလို့ဆိုစိတ်ဓာတ်ရေးရာတိုးတက်မှုအဲ့ဒီနှစ်ခုဟာပခုံးကြီးရှင်ပြီးတော့သွားနေမှာလူဝါဟာလူတော်လူကောင်းအနေနဲ့ဖြစ်နေအဲ့လိုမဟုတ်ဘူးရတယ်ဆိုတဲ့ပုံကိုကြတော့ဘယ်လိုဖြစ်တာစဉ်းစားကြည့်လေ
စီးပွားရေးမျက်စိတစ်မျိုးတည်းသာရှိပြီးတော့ကိုချင်းတရားမျက်စိမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်မှာမလုပ်ရတဲ့နည်းနဲ့စီးပွားရှာတတ်တယ်မဟုတ်တာတွေနဲ့စီးပွားရှာထိုင်ခုမတရားတဲ့နည်းရောရလာလင်ဘာနဖူးတိုက်တူးဆိုတာဘယ်သူမှမရှောင်ဘူးအမေတော့အဖေတော့ညီတော့ကိုတော့စီးပွားရေးနဲ့ပတ်သက်လာလို့ရှိရင်ဘယ်သူမှမရှောင်ရတာအကုန်ကြီးလိန်နဲ့ကောက်တယ်ချစ်တယ်ကိုချင်းတရားပြပြပြီးစီးပွားဥစ္စာရှိဆိုင်သွားတော့ကိုချင်းတရားနဲ့စီးပွားကိုမထိန်သည့်အတွက်ကြောင့်စီးပွားလည်းပြပြတယ်စီးပွားမပြပြတော့နောက်ဆုံးဟာအဲ့ဒီပုဂ္ဂိုလ်ရဲ့နောက်ဘဝဆိုတဲ့ညှော်လင်းချက်ဟာကောင်းမလားခုံတရင်ကလည်းမတက်ဘူးဘာဖြစ်လို့တော့ဆိုအေးဒီဘာရမှရအောင်လုပ်တဲ့လူကိုချင်းတရားလုံးဝမရှိဘူးလို့အများကလည်းသမုတ်တာအဲ့တော့နောက်ဆုံးဟာသူ့ရဲ့ကြီးပွားတိုးတက်မှုကရေရှည်မခံတဲ့အနေအထားလို့ရှိရေရှည်မခံမဟုတ်တဲ့နည်းတွေနဲ့စီးပွားရှာတယ်မဟုတ်တဲ့နည်းရဲ့ခုံတရင်ဟာချဆင်းတယ်နောက်ဆုံးမှာနောက်ဘဝအတွက်ညှော်လင်းချက်အောင်းမရှိတော့ဘူးဒီလိုဆိုလို့အဲ့ဒါကြောင့်လို့မြတ်စွာဘုရားကလူဘဝရလာတဲ့အခါမှာတဲ့စီးပွားရေးတဲ့မျက်စိနဲ့ရှိရမယ်ဆိုလိုတာကစီးပွားလည်းရှာတတ်ရမယ်ကိုချင်းတရားလည်းကောင်းရမယ်အဲ့ဒီနှစ်ခုဆိုလို့ရှိရင်ဒီလူဟာလူတော်လူကောင်းလို့သတ်မှတ်လို့ရသွားပြီအခြေခံအားဖြင့်လူတော်လူကောင်းဒါကြောင့်မို့မြတ်စွာဘုရားကလောကမှာမျက်စိနှစ်အဲ့ဒီပုဂ္ဂိုလ်ကချီးမွမ်းဖွယ်ကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒါကြောင့်မို့လူလောကရလာလို့ရှိရင်နိဗ္ဗာန်မရတာအပါထားအောင်ဒီဘဝမှာလူတော်လူကောင်းဖြစ်ဖို့အတွက်တို့တွေဟာစီးပွားရှာတတ်တဲ့ပညာရှိရမယ်ကိုချင်းတရားထိန်းဒီနှမျိုးနဲ့ပြည့်စုံအောင်ကြိုးစားရမယ်လို့ထောက်တယ်ခုဒီလိုဟောအခုဒီကာမဘောင်းကြီးသုတ်ကြတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးတွေကိုပဲထပ်ပြီးတော့မြတ်စွာဘုရား10ရောက်ခွဲပြ10ဥထပ်ခွဲဒါကြောင့်မို့လောကတော်ဆုံးသူကြောင့်ရွေးချယ်အခြေခံအားဖြင့်မြတ်စွာဘုရားလောကမှာစီးပွားရှာပြီးတော့မိသားစုနဲ့နေတဲ့ပုဂ္ဂိုလ်တွေကိုကာမဘောဂီလို့ခေါ်တယ်ကာမဆိုတာပြောစရာအာယုန်တွေကိုဘောဂီမိဝဲသုံးဆောင်နေတဲ့ပုဂ္ဂိုလ်မိသားစုနဲ့နေတယ်မျက်စိကနှစ်သက်စရာအာယုန်တွေနဲ့ပြောတယ်နားကနှစ်သက်စရာအသံတွေနဲ့ပြောတယ်နှာခေါင်းကနှစ်သက်စရာအနံ့နဲ့လျှာကနှစ်သက်စရာအရသာနဲ့ခန္ဓာကိုယ်ကနှစ်သက်စရာအထိတွေ့နဲ့ဆိုတဲ့ပြောစရာအာယုန်တွေကိုရရင်ရတယ်လို့သုံးဆောင်ခံစားလေးရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုကာမဘောဂီလို့ခေါ်တယ်ခုခေတ်လိုပြောမစင်တော့ဒါလူဝတ်ကြောင့်မိသားစုနဲ့နေတဲ့လူဝတ်မိသားစုနဲ့နေတဲ့ပုဂ္ဂိုလ်အိမ်တော်ရေးနဲ့မိသားစုနဲ့နေတဲ့ပုဂ္ဂိုလ်ကာမဘောဂီလို့ခေါ်အဲဒီကာမဘောဂီကနေထွက်ခွာသွားပြီးတော့ရှင်ယဟန်ပြုတဲ့ပုဂ္ဂိုလ်ကြတော့ကာမဘောဂီလို့ခေါ်မိသားစုဘဝအိမ်နဲ့နေတဲ့ဘဝစီးပွားရှာတဲ့ဘဝကိုဆုံးလွတ်လိုက်ဆုံးလွတ်ပြီးတော့တရားရှာတဲ့ဘဝကိုကူးပြောင်းအဲ့ဒါကဘဝတစ်ခုအခုဒီကနေ့ဆိုလိုတာကကာမဘောဂီလို့ဆိုတဲ့အရာထဲမှာနေပြီးတော့စီးပွားရှာ
မိသားစုနဲ့နေထိုင်ကြတဲ့ပုဂ္ဂိုလ်10 ယောက်ထဲကအတော်ဆုံး1 ယောက်ဒီလိုဆိုအတော်ဆုံးလို့ပြောရတာဘာဖြစ်လို့လဲသူ့မှာကဲ့ရဲ့စရာတွေကင်းလွတ်ပြီးတော့ချီးမွမ်းဖွယ်ရာတွေနဲ့ပြည့်စုံအတော်ဆုံးလောကမှာကဲ့ရဲ့စရာဟာလည်းတစ်မျိုးရှိတယ်ချီးမွမ်းစရာကလည်းတစ်မျိုးရှိတယ်ကဲ့ရဲ့မှုချီးမွမ်းမှုဆိုတာဟာဒီတမန်အားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်လူတယောက်ဟာအကြောင်းအရာတစ်ခုတည်းကိုပဲအကဲ့ရဲ့ခံရတယ်လို့ပဲချီးမွမ်းလဲခံရတတ်သို့တော့တမန်ပုဂ္ဂိုလ်ရဲ့ကဲ့ရဲ့မှုနဲ့တမန်ပုဂ္ဂိုလ်ရဲ့ချီးမွမ်းမှုဟာမပြောပါတော့ဘူးမပြောပါတော့ဘူးအစင်တမ်းမရှိတဲ့ပုဂ္ဂိုလ်ရဲ့ချီးမွမ်းမှုအစင်တမ်းမရှိတဲ့ပုဂ္ဂိုလ်ရဲ့ကဲ့ရဲ့မှုဟာအလေးမမူတော့ဘူးဒီလိုဆိုလို့နော်အလေးမမူတော့ဘူးဒါကြောင့်မို့တကယ်ကိုပညာရှိတွေရဲ့ကဲ့ရဲ့မှာတော့ပညာရှိတွေရဲ့ချီးမွမ်းတာတော့ပညာရှိတွေကဲ့ရဲ့မှာတာတကယ်ကဲ့ရဲ့မှုပညာရှိတွေချီးမွမ်းတာကသာတကယ်ချီးမွမ်းမှုဒီလိုဆိုလို့ဒါကြောင့်မို့လို့ကဲ့ရဲ့ထိုက်တဲ့အရာတွေလွတ်ကင်းပြီးတော့ချီးမွမ်းလိုက်တဲ့အရာတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်လူဆောင်10 ယောက်ထဲမှာအတော်ဆုံးလူတစ်ယောက်ဖြစ်တာအဲ့တော့ကမ္ဘာလောကမှာရှိတဲ့လူတွေကိုခွဲလိုက်တဲ့အခါကျသုံးမျိုးစဉ်းစားပြီးတော့ကြည့်ပါမတရားနည်းနဲ့စီးပွားရှာတဲ့ပုဂ္ဂိုလ်ဒါတစ်ယောက်စီးပွားရှာပြီးဆိုရင်မတရားတဲ့နည်းနဲ့စီးပွားရှာဆိုလိုတာကအကုသိုလ်နဲ့စီးပွားရှာမတရားတဲ့နည်းနဲ့စီးပွားရှာအဓမ္မမတရားတဲ့နည်းနဲ့စီးပွားရှာတယ်ဆိုတာဘာလို့ဆိုကိုချင်းတရားကိုပြပြစေဒုစရိုက်လုပ်ငန်းနဲ့စီးပွားရှာဒီတဲ့ရှင်းအောင်ပြောရလို့ရှိရင်သူများအသက်တတ်ပြီးတော့စီးပွားရှာမယ်သူများဥစ္စာခိုးပြီးတော့စီးပွားရှာမယ်သူတစ်ပါးသားမယားပြမပြီးတော့စီးပွားရှာမယ်လိမ်လီလက်စားပြီးတော့စီးပွားရှာမယ်ခုံးတိုက်ပြီးတော့စီးပွားရှာမယ်ဆဲဆိုချိန်ပေါင်းပြီးတော့စီးပွားရှာမယ်မဟုတ်တန်တရားတွေပြောပြီးတော့စီးပွားရှာသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုဆိုတဲ့အဘိဓါတွေနဲ့စီးပွားရှာမယ်လူတစ်ဖက်သားကိုပြက်လို့ပစ္စည်းဒေါသနဲ့ကြံစီမှုဆိုတဲ့ဇာပါရနဲ့စီးပွားရှာမယ်ကံကံရဲ့ကျိုးကိုမယုံကြည်ခြင်းဆိုတဲ့မိစ္ဆာဒိဋ္ဌိအမြင်နဲ့စီးပွားရှာမယ်ကြည့်လိုက်မယ်ဆိုရင်ဒုစရိုက်7 ပါးနဲ့စီးပွားရှာဒုစရိုက်7 ပါးတွေကတစ်မျိုးမျိုးကိုအသုံးချပြီးတော့စီးပွားရှာတာမတရားတဲ့နည်းနဲ့စီးပွားရှာတယ်အဓမ္မနဲ့စီးပွားရှာတယ်လို့ပြောတယ်အဲ့ဒါလို့မတရားတဲ့နည်းနဲ့စီးပွားရှာတယ်အနိုင်အထက်ပြုမှုပြီးတော့စီးပွားရှာတယ်အနိုင်ကျင့်ပြီးတော့စီးပွားရှာသူများပစ္စည်းတွေမတရားသိမ်းတယ်မတရားယူတယ်တရားဆွဲပြီးတော့မတရားယူတယ်အာဏာရှိတဲ့လူနဲ့ပေါင်းပြီးတော့မတရားလုပ်တယ်ဆိုတဲ့အားမျိုးတွေအဲ့ဒါမျိုးတွေကဒီရသော်ဗျာဟောထားတဲ့အထဲမှာစကလုံးနဲ့ပြောရမယ်ဆိုအဓမ္မေနအာဟသေနအဓမ္မဆိုတာကိုချင်းတရားပြပြပြီးတော့စီးပွားရှာကိုချင်းတရားပြပြပြီးစီးပွားရှာအာဟတဆိုတာအနိုင်အထက်လုပ်ပြီးတော့စီးပွားရှာအနိုင်ကျင့်စီးပွားရှာအဲ့ဒါလိုနည်းနဲ့စီးပွားရှာတဲ့လူတွေလည်းလောကမှာအများကြီးနောက်တစ်ခုကနောက်တစ်ယောက်ကပါလဲလို့ဆိုမတရားတဲ့နည်းနဲ့လည်းစီးပွားရှာတယ်တရားတဲ့နည်းနဲ့လည်းစီးပွားရှာကျုံရင်ကျုံတယ်လို့လုပ်တယ်ပေါ့မတရားတဲ့နည်းနဲ့ကျုံရင်မတရားတဲ့နည်းနဲ့စီးပွားရှာလိုက်တယ်တရားတဲ့နည်းနဲ့အစဉ်ပြေတရားတဲ့နည်းနဲ့စီးပွားရှာလိုက်ကျုံတယ်လို့စီးပွားရှာတဲ့ပုဂ္ဂိုလ်ကတစ်မျိုးတစ်ယောက်ဟောနောက်တစ်ခုကြတော့ဘာလို့ဆိုမတရားတဲ့နည်းနဲ့စီးပွားမရှာဘူးတရားသဖြင့်စီးပွားရှာဆိုလိုတာကဒုစရိုက်7 ပါးနဲ့စီးပွားမရှာဘူးသူစရိုက်တရားနဲ့စီးပွားရှာလောကမှာတချို့လူတွေက
ဒုစရိုက်နဲ့စီးပွားရှာလို့စီးပွားတက်တာကိုကြည့်ပြီးတော့လောကမှာသူတော်ကောင်းလုပ်နေလို့ရှိရင်သမင်းတော်မဝဘူးလို့ပြောကြတယ်နော်သမင်းဝတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိပါတယ်မောဂရေတောက်တော့မဖြစ်သင့်ဘူးသူများတရားပြတ်တာနဲ့ကိုတရားပြတ်ရမယ်ဒီလိုမဟုတ်အဲ့တော့လောကမှာကောင်းတဲ့လူတွေအတွက်လည်းနေရာမရှိဘူးမဟုတ်ရှိတချို့ကဘုရားဘာသာမှာတဲ့ငါးပါးသီလတွေဘွာရှောင်ရဒါရှောင်ရနဲ့ဘုရားဘာသာမှာစီးပွားရှာရင်အလုံးမဖြစ်ဘူးလို့ဒီလိုထင်တဲ့လူကလည်းရှိဟုတ်ပြီအလုံးမဖြစ်လို့အလုံးဖြစ်အောင်လူစရိုက်တွေနဲ့ရှာကြည့်ပေါ့ဒီဘဝတော့ကောင်းစားခြင်းကောင်းစားမယ်နောက်ဘဝအတွက်ညှို့လင်းချက်အမှန်တမ်းနေပါလောကမှာတဘဝတင်ကောင်းစားပြီးတော့နောက်ဘဝမှာဒုက္ခရောက်မယ်ဆိုလုံးတဲ့မလုံးတဲ့ဘဝကိုစဉ်းစားကြည့်ဒီဘဝတခဏလေးတင်ချမ်းသာပြီးတော့နောက်ဆင်းရဲဒုက္ခကြုံရမယ်ဆိုတဲ့အလုပ်မျိုးဟာမလုံးတဲ့အလုပ်ပေါ့ခံစားရမှာတခဏဒုက္ခရောက်မှာကရှိကြဒါကြောင့်မို့စီးပွားရှာတဲ့အခါမှာဓမ္မနဲ့သူစရိုက်တရားနဲ့တရားသဖြင့်စီးပွားရှာတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရတယ်ဟောအလုံးပေါင်းလိုက်တဲ့အခါကျတော့၃ယောက်ရှိမတရားတဲ့နီးနဲ့အနိုင်ကျင့်တဲ့နီးနဲ့စီးပွားရှာတဲ့တယောက်ကနောက်တစ်ယောက်ကတရားတဲ့နီးရောမတရားတဲ့နီးရောအနိုင်ကျင့်တဲ့နီးရောအနိုင်မကျင့်တဲ့နီးရောဒီနီးနှမျိုးလုံးသုံးပြီးတော့စီးပွားရှာတယ်ဒါတစ်ယောက်နောက်ဆုံးတစ်ယောက်ကတော့တရားတဲ့နီးနဲ့သာစီးပွားရှာတယ်ဘယ်သူမှအနိုင်မကျင့်ဘူးမှန်ကန်တဲ့လမ်းကြောင်းကနေစီးပွားရှာတယ်၃ယောက်ရှိအဲ့ဒီ၃ယောက်ကိုမှနောက်၃ယောက်နဲ့ထပ်ခွဲကြည့်အဲ့ဒီထက်မယ်မတရားတဲ့နီးနဲ့စီးပွားရှာတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ပညာရှိသူတော်ကောင်းတွေရဲ့ကဲ့ရဲ့ရှုတ်ချခံရတဲ့ပုဂ္ဂိုလ်လူတော်လူကောင်းတွေကလည်းဘူးမကြိုက်ဘူးဒီလူကတော့မတရားလုပ်တာမတရားစီးပွားရှာတာပဲအရက်ထဲမှာလည်းမချီးမွမ်းပါဘူးအဲ့လိုပုဂ္ဂိုလ်ကဲ့မတရားတဲ့နီးနဲ့လုပ်တာမတရားလုပ်တယ်ပြောကြမတရားလုပ်တာကိုဘယ်သူမှမထောက်တာမတရားတဲ့နီးနဲ့စီးပွားရှာတယ်အနိုင်ကျင့်စီးပွားရှာတယ်ဆိုဒီလိုစီးပွားရှာတဲ့နီးစနစ်ကဲရှုတ်ချလိုက်တဲ့နီးစနစ်တစ်ခုဖြစ်နောက်တစ်ခုကျတော့တရားတဲ့နီးနဲ့ရောမတရားတဲ့နီးနဲ့ရောအနိုင်ကျင့်တဲ့နီးနဲ့ရောအနိုင်မကျင့်တဲ့နီးနဲ့ရောစီးပွားရှာတယ်ဆိုတရားတဲ့နီးနဲ့စီးပွားရှာတာတော့ချီးမွမ်းစရာကောင်းတယ်မတရားတဲ့နီးနဲ့စီးပွားရှာတာတော့ကဲ့ရအနိုင်ကျင့်တာလည်းကဲ့ရမှာပဲအနိုင်မကျင့်ဘူးဆိုလို့ရှိရင်ချီးမွမ်းရမယ်သူကတော့ကဲ့ရစရာနဲ့ချီးမွမ်းစရာနှစ်ခုပေါင်းတတိယပုဂ္ဂိုလ်ကြတော့ဘာလို့တရားသဖြင့်သာစီးပွားရှာတယ်အနိုင်ကျင့်တဲ့နည်းနဲ့စီးပွားမရှာဘူးအနိုင်မကျင့်တဲ့နည်းနဲ့သာစီးပွားရှာဒီပုဂ္ဂိုလ်ကတော့လုံးဝကောင်းတဲ့ပုဂ္ဂိုလ်ကိုချင်းတရားနဲ့မတန်မှကောင်းတဲ့ပုဂ္ဂိုလ်ကောင်းပြီလောကမှာစီးပွားရှာတဲ့ပုဂ္ဂိုလ်လိုက်ကြည့်မန္တလေးမြို့မှာပဲကြည့်ရန်ကုန်မြို့မှာပဲကြည့်နိုင်ငံခြားတိုင်းပြည်တွေမှာပဲကြည့်ဒီ၃မျိုးပဲရှိနော်မတရားတဲ့နည်းနဲ့စီးပွားရှာတယ်တရားတာရောမတရားတာရောတွေ့တာနဲ့စီးပွားရှာတယ်တရားတဲ့နည်းနဲ့သာစီးပွားရှာတယ်ဟုတ်တယ်လို့ဒီ၃ယောက်ခွဲခြားခြားနာမှုရှိဒါဘာသာဝင်ဖြစ်တာမဖြစ်တာနဲ့မဆိုင်ဘူးသဘာဝကိုပြောမြည်သည့်ဘာသာဝင်ဖြစ်မတရားတဲ့နည်းနဲ့စီးပွားရှာရင်မတရားဘူးပဲတရားတဲ့နည်းနဲ့စီးပွားရှာရင်ချီးမွမ်းရမှာဒီလိုဆိုလို့နော်